နိုင်ငံတော်အစိုးရတော်မှာလောအောင်ရကဲကာရကဥစဉ်စဉ်းစားကြည့်တယ်နော်အခုနိုင်ငံတော်အစိုးရကဖွဲ့စည်းထားတဲ့နေကြားတော့တပ်တယ်နောက်အဲ့ဒီပုံပို့ရမယ်ဒီလိုကြည့်မယုံနဲ့အဲ့ဒါကြောင့်မို့စိုးရိမ်စရာကြီးတွေဖြစ်နေအစားလေးတစ်လုံးကိုမကြည့်နဲ့ကိုတိုင်းပြည်ဘယ်လိုဖြစ်မယ်ဆိုတာကိုဌာနဆိုင်ရာပြီးဘုံတော်တော်မှာထည့်ပြီးတော့ဘယ်ဌာနမှာပဲရောက်ဘယ်မြို့ပဲရောက်အောင်ပဲရောက်မြို့ကဆရာတော်တွေဆိုတာအတိဆုံးပဲဆရာတော်တွေနဲ့လက်တွဲပြီးတော့တိုင်းပြည်အုပ်ချုပ်ကြတယ်တို့တိုင်းပြည်သူများတိုင်းပြည်ဖြစ်ဘူးဘာကြမ်းခွန်ရှစ်ချောင်းခွန်ရှစ်ချောင်းပေါင်းလိုက်ရင်21ရာစုနှစ်ရောက်လာမြန်မာနိုင်ငံဒီမွတ်စလင်နိုင်ငံဖြစ်အောင်ဒီတို့သူတို့ဒီမှာကြရကဘာကိုလည်းသူတို့လွှမ်းပြီးတော့ဇင်းဒီမှာပို့ထားတာဒီပုံမျိုးတစ်ခုရှိတယ်ဘုရားဗုဒ္ဓဘာသာနိုင်ငံရဲ့အလဲကောင်မှာကျင်းချင်းလေးကျန်တာဘာကြောင့်လဲဆိုတာမွတ်စလင်ကြီးပဲသူတို့ဒီမှာကြရလဲဖြစ်နေဒါပေမဲ့ဦးဇင်းတို့လက်ထက်မှာတော့မဖြစ်ပါဘူးနောက်သားတွေအခုလိုဦးဇင်းတို့မလုပ်ဘူးဖြစ်ကိုဖြစ်အဲ့ဒါမဖြစ်ရဌာနဆိုင်ရာအသီးသီးညာတန်ကအသီးသီးတပည့်တက္ကမနေအသီးသီးတက်ညီနဲ့ညီနဲ့ဝိုင်းပြီးတော့ထိန်းသိမ်းကြပါကန့်ကွက်ကြပါလို့သူပဲတတိပြပါလေဒါကြောင့်မို့နံပါတ်1ဘိုးဘွားပိုင်လေယာမြေအိမ်ချမ်းများကိုဦးစလင်ကိုမရောင်းရနံပါတ်2ကဗုဒ္ဓဘာသာအမျိုးသမီးမွတ်စလင်ကိုမယူရဒီလိုစိတ်ထဲမှာအရင်တယောက်လူတာလွယ်လေးနေတော့အောင်မေးတာမယူရလို့ပြောတဲ့အခါကျတော့လောကဖန်အစည်းအဝေးမှာဆရာတော်ဥစ္စာရိတ်တာပြောတယ်မယူရလို့တပည့်တော်တို့တားတော့အဲ့ဒါကြောင့်မို့ဘိုးဘွားပိုင်လေယာမြေအိမ်ချမ်းများကိုမွတ်စလင်မရောင်းရသူတို့ပဲဗုဒ္ဓဘာသာအမျိုးသမီးမွတ်စလင်ကိုမယူရဘယ်လိုလာလဲဒီလားနင်တို့ငါနည်းနည်းပြောရင်တော့ရှည်ရှာရှည်တယ်လို့မတင်နဲ့ဥမာအေယဝတီတိုင်းဣန္ဒရာခရိုင်ယူကြီးမြို့နယ်ရွာတရွာအင်ကြီး60ဖြစ်အဲ့ဒီ60လောက်ရှိတဲ့ရွာမှာအမေနဲ့သမီးနဲ့အဖေနဲ့3ယောက်ပဲရှိတယ်အိမ်မှာစိတ်တိုက်တဲ့ထားတာသူတို့ပိုင်တဲ့နေရာလေယာမြေရလဲဧက300ရှိတယ်အိမ်နဲ့ကောင်းကောင်းရှိတယ်လေယာမြေလည်းရှိတယ်ဆိုင်လည်းတည်ထားတယ်ဆိုတော့ဘာမပြောပါလို့ဆိုတဲ့ဘုရားရှင်တရားရောက်တော့အသက်အဖြစ်ဆိုရင်30လောက်ရှိမှာဦးတို့အိမ်တို့အိမ်ကောင်းမှာကောင်းဒီတိုင်းလည်းတည်ထားတယ်ဆိုတော့ကောင်းမှာကောင်းနောက်ဇင်းဝဲမယ်ဆိုရင်လေကျွန်တော်ဒီလားဝဲကြရမလို့လက်ယူဆိုတော့ဒီတခါတော့တို့တော့ကလာမပြီးတော့ဟုတ်လားကလာမပြီးသွားယူလိုရင်သွားယူဘုရားကဈေးကြော်ပါတယ်ပတ်စံနဲ့တန်မိုးဆိုတော့တခါယူရင်1000တို့2000ဘောပေါ့လကားရတယ်ထင်ပြီးတော့သွားယူဥမာပြေးထားတာတနေ့ပြီးသွားတဲ့အခါကျတော့စရင်နဲ့လာတာဒီမှာခင်ဗျားတို့ယူထားတာတနေ့အတွင်းဘယ်နဲ့ပဲအဲ့ဒီလိုစရင်နဲ့တို့ယူတဲ့ခါယူမှ2000 3000တော့တနေ့ကသိကနာနဲ့ဆိုတော့မဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်လို့မရအောင်လို့ဒီမှာဘယ်နေ့ဘယ်ရက်ကျွဲနဲ့မင်းတို့လည်းယူရမှာပေးမလားမပေးဘူးလားပြောပေးတယ်အားမရှိဘူးဆိုတော့မပေးရင်ရုံးတင်တရားဆွဲမယ်တောသားတွေဆိုတာတော့ရုံးတင်တရားဆွဲကြောက်တာမလုပ်ပါနဲ့ပေါ့မလုပ်ပါနဲ့ဆိုရင်ဘယ်လိုလုပ်မလဲမပေးနိုင်ရင်လက်ပေးလက်သိမ်းနိုင်အောင်လက်သိမ်းပြီးတဲ့အခါကျတော့
အလုံးလည်းမရှိလုတ်တဲ့အားလည်းမရှိဆိုတော့ခင်ဗျားတို့အိမ်ကြီးရှိတယ်ဗျာအိမ်ပေါင်လိုက်ပေါ့အိမ်ပေါင်လိုက်ဆိုတော့အလုံးလုံးလို့ရမှာပေါ့အိမ်ပေါင်လိုက်ရောအိမ်ပေါင်လိုက်တဲ့အခါကျတော့အဲ့ဒီငွေနဲ့အလုံးလုံးသားတာမအောင်မြင်ဘူးမအောင်မြင်တော့တစ်နှစ်ပြည့်တဲ့အခါကျတော့ကဲငါတို့ယူလာတဲ့ငွေတိုးတဲ့အရင်နဲ့ဘယ်လောက်မဆနိုင်တော့အိမ်ပဲလဲလဲပါပါပြီအိမ်လဲပါပါပြီခင်ဗျားတို့လည်းခင်ဗျားတို့အိမ်ခင်ဗျားတို့ပြန်လို့ချင်တာအလူချင်တော့ကိုပစ္စည်းလို့ချင်ပေးသမီးသမီးကစစ်တမ်းကြောင်းသူဆိုတော့ဆက်ဆက်တော့နာပါလေဒါပေမဲ့လဲလဲမရှိတော့ဘူးအိမ်လဲမရှိတော့ဘူးဒီမှာရလဲအကျွေးတင်တယ်ဆိုတော့နောက်ပိတ်ဆုံးသမီးကိုနားချပြီးတော့သမီးရဲ့ယူလိုက်ပါတော့အမေတို့အဖေတို့ဒုက္ခရောက်တယ်ပေါ့တာရှိရှိတယ်အဲ့ဒါယူလိုက်လဲလဲပါပါပြီအိမ်လဲပါပါပြီသမီးလဲပါပါပြီဘလောက် yes အဲ့ဒါကြောင့်မို့ကလားဆိုရင်လုံးဝလက်မခံကောင်းဒါတို့တိတိရနော်နင်တို့ရွာနင်တို့ရကွက်နင်တို့အိမ်နားမှာကလားလာနေနင်တို့တတိတာအေးနင်တို့သမီးလေးတွေကလားနဲ့ပေးသားချင်တော့လက်ခံအဲ့ဒါနောက်ဆုံးကြတော့သူတို့ကလူမျိုးပွားတဲ့ဝါကဆိုတော့သူတို့နဲ့ညာရင်ကလေးမွေးဖို့မူရမမွေးရင်ဒီမျိုးမျိုးတပ်ပြအလုံးနဲ့ပြင်းပြရထိုးတယ်ဒီနေ့လည်းပဲအလေးမရနှစ်နေ့လည်းပဲအလေးမရသုံးလေးနေ့အလေးမရမရရကောင်းမလားအေးကအလုံးသမားတွေတွားအဖေလည်းတွားတကယ်သူ့မိမဆိုသူပဲထိခံတယ်နော်ဒီလိုနောက်ပိတ်ဆုံးကိုယ်ကတော့ကြာတော့ကြာပြီပေါ့လေနောက်ပိတ်ဆုံးနိုင်ငံသားပြန်တဲ့အခါကျတော့ဒီမျိုးသမီးကိုဘယ်လိုလုပ်လဲဥရွှေတွေကိုအမျိုးသမီးရဲ့အင်္ဂါရမထည့်ပြီးတော့သဲဝါဟိုမှာရောက်ရွှေအကုန်ထုတ်ဒီမျိုးသမီးကိုပို့ဟိုမှာပေါ့တဲ့ငွေရှာမရဒါတို့ဗမာပြည်အမျိုးသမီးတွေဒါဒီအဓိကပြောရင်တော့အများကြီးပဲသူတို့ကတော့မသိတော့တဏှာတတ်တယ်ဒီဗုဒ္ဓဘာသာလူမျိုးတွေအဲကြောင့်မို့တဏှာကလည်းနေရတဲ့ကံနဲ့တဏှာကြဖို့မတဏှာတဲ့မဲ့နဲ့သွားသနာရင်ကိုယ်ပဲဆုံးရှုံးတယ်အဲကြောင့်မို့ဗုဒ္ဓဘာသာအမျိုးသမီးဗမာပြည်မှာနေတော့သူသာသူမရလို့မှတ်တယ်နိုင်ငံရောက်သွားပြီဆိုရင်ကဲတရားဝင်သူတို့နိုင်ငံသားအမျိုးသမီးနဲ့လက်ထပ်လိုက်။ဟိုမှာတရားဝင်လက်ထပ်လိုက်တော့တရားပါသွားတဲ့အမျိုးသမီးပါဖြစ်တယ်။သွားဟောတာမှာဟောတဲ့မှာငွေရှာမရ။အဲဒီလိုအများကြီးတွေ့ရတယ်။ငကောကဦးဇင်းတို့ကတာနာပြုလုပ်ငန်းလုပ်တယ်ဆိုတော့ဟိုတကပုံမှန်ပစ္စည်းတွေဆိုရင်ဦးဇင်းတို့ဘာမျိုးမှာဘုရားဘာသာတွေကြောင်းလာမရှိဘူးမွတ်စလင်ပဲကြောင်းမွတ်စလင်နိုင်ငံဆိုင်မှာအကျွေးတက်ယူလို့ရတယ်အကျွေးယူရတယ်ဆိုတော့လည်းကောင်းတယ်လို့ဆိုရမှာနောက်ဆုံးဒီအကြောင်းတွေကိုအကုန်ဒါတွေပါတွေဖတ်တဲ့အခါကျတော့အမျိုးပြောင်းမှသုံးကြောင်းစရာဆိုတဲ့ဒါဥတွေတို့ဖတ်ကြည့်နာစရာကြီးတွေအဲ့ဒါကြောင့်မို့အခုသာအုပ်တွေတပြိုင်အကျွေးတွေအကုန်စားအခုဆိုရင်ဝယ်ဖို့နေနေတာလုံးဝလက်မပြီးဘူး။အဲဒုက္ခဒါပဲ။ရှားဘာပစ္စည်းရောင်းရှင်တယ်ရောင်း။အခုမဝယ်ရလို့ပြောတဲ့အခါကျတော့လူတွေကဘာပြောလဲဘုန်းကြီးကလူတွေမဝယ်ရဆိုရင်စက်ပစ္စည်းကဘုရားဘာသာတယောက်မှမရောင်းဘူး။စလင်ကြီးပဲရောင်းတယ်။ဟဲ့လိုချင်ပြောရန်ကုန်မှာပြင်မယ်။အခုလည်းဒုက္ခဘာသာတွေရောင်းစက်ပစ္စည်းဝယ်တဲ့လူတော်အဲ့ဒီလိုပေါ့မရှိဘူးမရဘူးဆိုတာလုံးဝမပြောနဲ့လောက်ရင်ရှိတယ်လောက်ရင်မရတာ
အဲ့ဒါကြောင့်မို့ဒါရီရစကားကတ်เสียမလို့ဗျအမျိုးဘာသာသာသနာနဲ့ပတ်သက်နိုင်လူပဲဖြစ်ဖြစ်ဘုန်းကြီးပဲဖြစ်ဖြစ်ကတ်เสียမလို့ဒါကြောင့်မို့ကတ်လာတဲ့အခါကျတော့ဦးဇင်းတို့ဘာလုပ်ရလဲဒီကံကြတော့